အချစ်ဆိုတာခံစားမှုတသက်ပါပဲဖြစ်တဲ့နဲ့မဖြစ်တင်ဘူးဆိုတာအုံနောက်ရဲ့လှုပ်ဆောင်တွေးတောမှုတစ်ခုပါမချစ်တဲ့သူကိုမချစ်ဘူးလို့ဆုံးဖြတ်နိုင်တာဟာစိတ်သက်မှာကြောနိုင်လို့ပါချစ်တော့ချစ်တယ်ရေစုံမှာမျိုးမသွားစေရဘူးဆိုတာလေရွေးချယ်မှုတစ်ခုပါပဲခတ်တော့ခတ်တာပေါ့တင်မလို့ပဲလေတင်မလို့ပဲအချစ်ချစ်ချင်းမြတ်တာလို့ပြောလိုက်တိုင်းဘယ်ဘက်ရင်အောင်ဘက်ချမ်းကအောက်သွားတယ်ဆိုတာမျိုးမဖြစ်ချင်တော့ဘူးအချစ်လို့ပြောလိုက်တိုင်းသူ့မျက်နှာလေးပြင်းမိလာပြီးပျော်ရွှင်ရတယ်စိတ်ကြည်နူးမိသွားတယ်နှလုံးသားလေးနှွေးထွေးသွားတယ်ဆိုတာမျိုးလေးကိုပိုင်ဆိုင်ရမှဆိုတာမျိုးတော့မဟုတ်ဘူးလေဒီအတိုင်းလေးပဲဒီအတိုင်းလေးပဲရှိနေရုံနဲ့ပဲဒီအတိုင်းလေးချစ်မိပေးရုံနဲ့ပဲအရာရာဟာပြည့်ပြည့်စုံသွားတယ်လို့မျိုးပေါ့တယောက်ယောက်ကိုအရင်ချစ်မိသွားလို့ကိုယ့်ရဲ့မနက်ခင်းနေကြပြောက်သွားတာမျိုးမဟုတ်ဘူးမနက်ခင်းတိုင်းကိုချစ်တဲ့စိတ်နဲ့ပဲနှိုးထပါတယ်ဆိုတာမျိုးလေအ ਨੇ ဆုံးချစ်ပေးစရာလူမရှိရင်တောင်မှကိုပြန်ချစ်ပေးနိုင်ပါတယ်လေဥပမာဟာတာပြောရရင်ကိုပြန်ပြီးချစ်မိသွားလို့ငါမျက်နှာလေးငါခန္ဓာကိုယ်လေးလှပအောင်နေတယ်ငါကျမ်းမာအောင်ငါစိတ်လေးပျော်ရွှင်အောင်နေပါတယ်ဆိုတာမျိုးပေါ့အချစ်ဆိုတာတကယ်ကိုခံစားမှုတသက်ပါပဲအချစ်မှာပိုင်ဆိုင်ခြင်းနဲ့မပိုင်ဆိုင်ခြင်းဘူးဆိုတဲ့အရာတွေမှမပါပဲလေပြိုးသူ